မင်္ဂလာပါရှင်ဗမာတိုင်းသားဘာသာဖြင့်တင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့ညမှာတော့ရွှေညောင်ပင်321စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့တဲ့မူဆယ်မှာမြေမြုပ်မိုင်းနင်းမိပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတဲ့တဲ့တွေကိုတင်ဆက်သွားပါမယ်ကျွန်မကတင်ဆက်သူရှဲမုံပါဝိုင်းမော်မြို့နယ်ရွှေညောင်ပင်ကျေးရွာမှာတပ်ဆွဲထားတဲ့ခမရ321စစ်ကောင်စီတပ်စခန်းကိုမနေ့ကမေလ21ရက်နေ့ည8:00နာရီခွဲအချိန်မှာ KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားပြီးတဲ့နောက်ရွှေညောင်ပင်ကျေးရွာကိုတုံးကျင်နဲ့ပစ်ခတ်ရုံမကKIO ဗဟိုဌာနချုပ်ဖြစ်တဲ့လိုက်စာအနီးတစ်ဝိုက်ကိုလည်းဂျက်ဖိုက်တာလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ရွှေညောင်ပင်စစ်ကောင်စီတပ်စခန်းဟာဝိုင်းမော်မြို့နယ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစစ်ပစ္စည်းစားနပ်ရိက္ခာထောက်ပံ့နေတဲ့စခန်းဖြစ်တယ်လို့မပခမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အရေးကြီးဆုံးတပ်စခန်းလေးဖြစ်ပါတယ်။ခရီးသွားလာနေတဲ့ပြည်သူတွေကိုအနောက်ရှက်ပေးချင်းချောက်တာတွေလှုပ်ဆောင်နေတဲ့တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။အခုချိန်မှာဝိုင်းမော်မြို့နယ်အနီးတစ်ဝိုက်တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မပခစစ်ကောင်စီတပ်ကနေဝိုင်းမော်မြို့နယ်အနီးတစ်ဝိုက်ကိုလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေကြောင့်ပြည်သူ6ဦးအသက်သေဆုံးပြီးတော့ပြည်သူ20ကျော်ထိခိုက်ဒဏ်ရာပြင်းထန်နေဆဲဖြစ်ပါတယ်။အခုချိန်မှာဝိုင်းမော်မြို့နယ်အနီးတစ်ဝိုက်ကစစ်ကောင်စီတပ်စခန်းအများပြားကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီးတော့ဒေသခံပြည်သူတွေဟာလည်းမြစ်ချနာမြို့နယ်လုံခြုံတယ်လို့ယူဆရတဲ့နေရာတွေဖက်ကိုစစ်ပေးတိမ်းရှောင်နေကြရပါတယ်။ဝိုင်းမော်မြို့နယ်အနီးတစ်ဝိုက်ကစစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့တဲ့မေလ18ရက်နေ့ကနေစပြီး KIA ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာရွှေညောင်ပင်ကစုလုံဆက်ကောင်အောင်မြေ1အောင်မြေ2ဝလာဘုံဝူထောက်ဘုံနဲ့ပြင်ပူကောင်စစ်ကောင်စီတပ်အင်းလေးခါရှိလုံခမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်မူဆယ်မှာပြီးခဲ့တဲ့ဇန်နဝါရီလကနေစပြီးအခုမေလအထိစစ်ကောင်စီတပ်ရဲ့မြေမြုပ်မိုင်းတွေကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူ20ကျော်ရှိနေပြီဖြစ်တယ်လို့ဒေသခံပြည်သူတွေထံကနေသိရပါတယ်။ပြီးခဲ့တဲ့မေလ21ရက်နေ့မှာလဲမန်မောင်စုတောင်းတောင်တက်လန်းမှာမူဆယ်ဒေသခံမျိုးသမီးတူမြေမြုပ်မိုင်းနင်းမိပြီးတော့ခြေထောက်တစ်ဖက်ဖြတ်ပစ်လိုက်ရပြီးအခုချိန်မူဆယ်ပြည်သူစေယုံမှာဆေးကုသခံယူနေတယ်လို့သိရပါတယ်။မူဆယ်ဒေသအတွင်းမှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်တွေစုပေါင်းပြီးတော့ပြည်သူတွေသွားလာတဲ့နေရာတွေမှာမြေမြုပ်မိုင်းထောင်ထားတာတွေကြောင့်ပြည်သူတွေနဲ့ကျွဲနွားအိမ်မွေးတိရစ္ဆာန်တွေလည်းမကြာခဏမိုင်းနင်းမိတာတွေရှိတယ်လို့စုံစမ်းသိရပါတယ်။တင်ဆက်မှုပြီးဆုံးသွားပါပြီ။ချီရှုနာဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။